Hi, salut, bonsoir, comment vas-tu? Je suis au marché. After a few minutes ago, Miao Hospital were destroyed by an asteroid attack. Thank you either. Following the news, most of our citizens were dead. On the other hand, they are focusing to do civil war in Myanmar. I mean, not only our country, they are happening near our country, China, India, Thailand too. ဒါကတော့ဝုံနောက်ဆုံးရရှိထားတဲ့သတင်းတွေပဲဖြစ်ပါတယ်။ဝုံတို့ရဲ့နိုင်ငံမှာမကြာခင်ရွေးကောက်ပွဲတွေစတင်မှာတော့မယ်။ကျွန်တော်တို့နိုင်ငံမှာမြို့နယ်ပေါင်း330ရှိပါတယ်။ပထမသတင်းကတော့တနိုင်ငံလုံးရွေးကောက်ပွဲကျင်းပမယ်လို့စီစဉ်ထားပါတယ်။ဒုတိယသတင်းကတော့ရွေးကောက်ပွဲမှာပါဝင်မယ်ပြည်နယ်နဲ့တိုင်းကတော့102ခုရှိပါတယ်။ဒီသတင်းကိုတော့ဒီဇင်ဘာလ28ရက်နေ့မှာအတိအလင်းကြေညာပါလိမ့်မယ်။နောက်ဆုံးသတင်းကတော့ January လ17ရက်နေ့2026မှာရွေးကောက်ပွဲတွေစတင်ကျင်းပမယ်လို့ဝုံကသတင်းရရှိထားပါတယ်။ဒါကတော့လက်တလောရရှိထားတဲ့သတင်းအခြေအနေတွေပဲဖြစ်ပါတယ်။ဒီထပ်ပို့ပြီးတော့တိကျတဲ့သတင်းတွေကိုသိချင်တယ်ဆိုရင်ကျွန်တော်တို့နိုင်ငံမှာရှိတဲ့သတင်းမီဒီယာအစုံကနေပြီးတော့ဆက်လက်ကြည့်ရှုလို့ရပါတယ်။ဒါကတော့ဝုံဒီနေ့ sharing လုပ်ပေးခြင်းတဲ့ knowledge ပဲဖြစ်ပါတယ်။ရှုကရန်အားလုံးကျေးဇူးတင်ပါတယ်။私はおませです。